မင်္ဂလာပါရှင်ကီကီတူဒီ channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဆိုတော့ဟိုပါလဲဒီနေ့ဗီဒီယိုတင်တာနောက်ကျတော့ပါတယ်ဘာလို့လဲဆိုလို့ရှင်လေဒီအရန်တိုက်နေလို့ဘာမှလုပ်မရဘူးလေတန်းနေနဲ့အဲ့တော့သုံးပတ်တီလောက်တာနဲ့မှန်ဒီထဲမှာမှန်လဲမမှန်ဘူးဆိုတာဒီဖြစ်ကုန်ပါပြီဆိုတော့သုံးလောက်တာနဲ့ပတ်တီကတော်တော်နောက်နေရအမှန်တော့ဒီနေ့တနေ့ကုန်ပါ3946ခွေပူကျွန်မနေ့တိုင်းနေနဲ့ပေးတယ်ပြီးရင်ပြောတယ်အကုန်လုံးထည့်ထိုးကြပါ3946ခွေပူလို့တော့ထိုးကြပါရှင်လို့ပြောတယ်ဆိုတော့ထိုးကြလားမထိုးကြလားတော့မသိဘူးအဲ့ဒါနဲ့ဘာတွေဖြစ်ကုန်လဲဆိုတော့မှန်လဲမမှန်ဘူးလို့ပတ်တီးရမှန်လဲမမှန်ဘူးလို့ဖြစ်ကုန်တယ်အမှန်တော့3946ခွေပူကိုဘာလို့နေ့တိုင်းထဲမှာထည့်လဲဆိုတာရှင်းပြမယ်ဒါခဏထားအဲ့တော့ဒီ3946ခွေဘူးဒီနေ့ထွက်သွားတယ်439ဆိုပြီးတော့မှအဲ့ဒါဘယ်ကထွက်တာလဲတနင်္လာမနက်ခွန်ထိတ်ညနေခွန်အပိတ်ကြတဲ့ဖြစ်စဉ်ကနေထွက်လာတဲ့အခွေအဲ့တော့တနင်္လာနေ့ကအောင်တဲ့9တစ်ကရောဘယ်ကထွက်တာလဲတနင်္လာနေ့ခွန်ထိတ်ခွန်ပိတ်ဒီဖြစ်စဉ်ကပဲအဲ့တော့ဒီထဲမှာတစ်ပတ်တီးတွေ့တယ်လာရွားတယ်ဆိုတော့3946ခွေဘူးလာရွားပြီအဲ့တော့ကြံနေရ39 break နဲ့3ပတ်တီးလည်းဒီမှာရှိရနော်အဲ့တော့ comment ထဲမှာအကိုတယောက်ကရေးထားတယ်ခွန်ပတ်တီးလည်းလာတယ်ခွန်ပတ်တီးလည်းအဲ့တော့3တလုံးပဲကြံနေရနောက်ကြနေရ3ကအဲ့တော့3ကိုမနေ့ကပြခဲ့တယ်နောက်ထပ်ဒီအလေဗုဒ္ဓဟူအလေမှာနှစ်တစ်ဖြစ်ရင်နောက်တစ်ပတ်ဟူးမကျော်ပတ်တီ3ပတ်တီလာရတယ်ဆိုတော့ဒီတစ်ခေါက်ကြမှာလာပြီးတော့မှနောက်ကြနေဒါပေမဲ့အဲ့ဒီတစ်ချက်တည်းမဟုတ်ဘူးဒီတနေ့လာမနက်ခွန်ထိတ်ညနေခွန်အပိတ်ဖြစ်စဉ်ရလဲ3ပတ်တီလာရတယ်ဆိုတော့အဲ့3ကလာမှာနော်မနေ့ပြန်တရက်ဆက်ပတ်ပြီးပါအဲ့တော့ဒီနေ့ကို3ပတ်တီကိုဆက်ပတ်ခိုင်းတယ်ပြီးရင်3946ခွေဘူးကိုထည့်ထိုးကြပါလို့ပြောတယ်ဟိုဘယ်သူမှတော့အားရတော့မပြောဘူးဘာလို့လဲကျမဒီ3946ခွေဘူးထုတ်တဲ့အချိန်မှာကျမပြောတယ်နော်ဒီမှာ3ရက်အင်္ဂါနေ့မှာ64 39ဒီမှာ36တနင်္လာနေ့မှာနော်ပြီးရင်ဒီမှာ34တနင်္လာနေ့မှာအဲ့တော့အရင်တစ်ပတ်ကပိတ်ရက်ရှိရဲ့အချိန်ကျတော့3ရက်မြောက်ဖြစ်တယ်ကြာတော့ဒီနေ့မှာ46ဆိုတာထွက်တယ်အဲ့တော့သူ3ရက်တွင်ထွက်တာတွေးခဲ့တယ်အဲ့ဒါကြောင့်မလို့ဒီနေ့တနေ့ကုန်3946ခွေဘူးကိုနေ့တိုင်းနေနဲ့ထုတ်ပြီးတော့မှထည့်ထိုးကြပါရှင်လို့ပြောကြတာထည့်ထိုးကြပါရှင်လို့ပြောတာအဲ့တော့မထိုးတော့ဘူး3ပဲဆက်ပတ်လိုက်တော့တယ်ဆိုတော့3ကတော့လာမှာအဲ့တော့ပတ်လက်စပတ်တီးဖြစ်တဲ့အဲ့တော့ဒီ3946ခွေဘူးဆိုတာလေဘယ်ကနေထွက်တဲ့မူလဲဒီဖြစ်စဉ်တစ်ခုတည်းကနေပဲ3ပတ်တီးလည်းဘယ်ကရရလဲဒီဖြစ်စဉ်တစ်ခုတည်းကပဲရတာအဲ့တော့3ကိုမနေ့ဖြန်တရက်ဆက်ပတ်ပေးပါမနေ့ဖြန်တရက်ဆိုတာမနက်ပိုင်းဆက်ပတ်ပေးပါညနေပိုင်းကိုကျွန်မအပိတ်နှလုံးလာပြောပေးမယ်เนาะဒီနေ့ဆိုလည်းအပိတ်မှန်တယ်900အပိတ်နော်အဲ့တော့900အပိတ်လည်းတွေ့နေတယ်3946ခွေဘူးထိုးကြပါလို့ပြောတယ်ဒါပေမဲ့ချို့ကြလဲဝင်မနိုင်လို့မထိုးဆိုတော့လဲပြောလို့မရတော့ဘူးပေါ့နော်ဘာလို့လဲဆိုကိုငွေမောင်းနဲ့ကိုရှိသေးတာ哦ဆိုတော့ဘာလို့3ကိုမလက်ခံဆက်ပတ်ခိုင်းလဲဆိုလို့ရှိရင်ခွန်ထိတ်ခွန်ပိတ်ကြောင့်လဲ3ပတ်တီရှိတယ်နော်ပြီးရင်ဗုဒ္ဓဟူအလဲနှစ်တစ်တဲကြောင့်လဲ3ပတ်တီရှိရနောက်ကြတာဒါသူကနေပြီးတမင်တဲ့အချိန်ဆွဲနေရနော်အဲ့တော့မနေ့က3ကိုမနေ့ပိုင်းဆက်ပတ်ပြီးပါအဲ့တော့ဘာလို့3ကိုဆက်ပတ်ခိုင်းလဲဆိုဒီမှာကြည့်မယ်ဒီမှာကြည့်လိုက်ဒီလိုတစ်စောင်းပေါင်းချင်းခွန်နောက်တစ်မှာခွန်ပတ်တီကြတယ်ဒီလိုတစ်စောင်းပေါင်းချင်း9နောက်တစ်မှာ9ပတ်တီဒီလိုတစ်စောင်းပေါင်းချင်း4ဒီနေ့ညနေ4ပတ်တီအဲ့တော့ဒီမှာတစ်စောင်းပေါင်းချင်း3နေ့ပြန်နေကုန်3ပိုင်းပြန်တွေ့ထားတယ်နော်အဲ့တော့3ပိုင်းကိုမ
နေ့ဖြန်မနက်ပိုင်းဆက်ပတ်ပေးပါဘာလို့လဲဆိုညနေပိုင်းကအပိတ်နှလုံးရှိရလीเนาะအဲ့တော့ညနေပိုင်းကိုထပ်ပြီးတော့မှလာပြောပေးမယ်เนาะအဲ့တော့3ပတ်ပတ်နေဆိုမနေ့ဖြန်ညနေပိုင်း live ကိုလာကြည့်ပြီး3ခုမနေ့ဖြန်မနက်ပိုင်းဆက်ပတ်ပေးထားเนาะအဲ့ဒါပြီးရင်ကြံနေရက်ကိုလေကြံနေရက်ကိုကျွန်မပြရမယ်အဲ့ sorry ခဏလေးနော်ဒီတွေကတအားတိုက်နေလို့အတန်တေချာမကြားလို့ရှင်တီးခံပြီးနားထောင်ပြီနော်အဲ့တော့ကြံနေရက်ကို3ပတ်တီကစားနဲ့တစ်ခွန်3အားပါထည့်မှုကြပါအဲ့တော့ကျမတခုခုဆိုလို့ရှိရင်ပြောတယ်ပတ်တီကစားရတွေလည်းအခွေကိုထည့်ထိုးကြပါလို့ပြောတယ်နော်ဘာလို့လဲဆိုလို့ရှိရင်လို့အဲ့လိုနော်တကယ်လို့အခွေရင်ထွက်လာရဆိုလို့ရှိရင်ကိုအကာအနေနဲ့ရမယ်အဲ့တော့လိုအဲ့လိုပြောတာဆိုတော့ဒါပေမဲ့ဒါကအကြံပြုချက်အနေနဲ့ပဲပြောလို့ရတာပါဘာလို့လဲဆိုချိုးရကြတော့ကိုဝေဟိုဟာနဲ့ကိုရှိတည်းရလीနော်တပတ်စာချိန်စာရေးထိုးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့တခါကြလို့ရှိရင်အတင်းကျပ်မထိုးလို့ဆိုမှလည်းတော့ပြောလို့မရဘူးအဲ့တော့ဘာလို့လဲဆိုလို့ဘာလို့တုံညတစ်ခွန်အောင်ဝေးခိုင်းလဲဆိုလို့ရှိရင်ဒီမှာတစ်ခွန်နော်ဒီမှာတုံညဒီမှာတုံညဒီမှာတစ်ခွန်တုံညအဲ့တော့ဟိုတနေ့က comment ထဲမှာအမတယောက်မှတ်ထားတွေ့လိုက်တယ်တုံညတစ်ခွန်ခွေဘူးလာတာလည်းတွေ့ရဲလေဟုတ်တယ်လာတယ်အဲ့တော့ဒါပေမဲ့ခွေကြမလို့တုံညနဲ့တစ်ခွန်ပဲအဲ့တော့ဒီမှာကြည့်လိုက်ဘာလို့တုံညတစ်ခွန်ပဲဆိုဒီမှာတစ်ခွန်မထွက်တဲ့အပတ်မှာတုံညထွက်တယ်နော်ဒီမှာတုံညထွက်တယ်ဒီမှာတစ်ခွန်ဒီမှာနော်တစ်ခွန်ထွက်ဒီမှာနော်တစ်ခွန်ထွက်တဲ့အပတ်ဒီမှာတစ်ခွန်ထွက်တဲ့အပတ်နော်ပြီးရင်တစ်ခွန်ထွက်တဲ့အပတ်တွေရှာပြမယ်ဒီမှာတစ်ခွန်ထွက်တဲ့အပတ်ဒီမှာတစ်ခွန်ထွက်တဲ့အပတ်အဲ့တော့တစ်ခွန်မထွက်တဲ့အပတ်ကဒီနှစ်ပတ်မှာပါလာတယ်တုံညဒါကဒီကနေ့ကျမပေးရမဟုတ်ပါဘူး comment မှာရေးထားတဲ့အမတယောက်ပေးတဲ့ကဏ္ဍမှာတုံညတစ်ခွန်ခွေဘူးထွက်တာလည်းတွေ့ရဲလေသူကဏ္ဍမှာအဲ့တော့သူကဏ္ဍကိုကျမကပြန်ပြီးတော့မှနှစ်ကွက်ထပ်ထုတ်ပေးထားတာဖြစ်ပါတယ်အဲ့ဒီအမကိုလည်း credit ပေးပါတယ်ရှင်နော်ဒါကျမကဏ္ဍမဟုတ်ပါဘူးတုံညတစ်ခွန်က comment မှာရေးထားတဲ့အမတယောက်ရဲ့ကဏ္ဍမှာနော်ကဲဆိုတော့အဲ့တော့တစ်ခွန်တုံညအားထည့်ထိုးကြပါနော်ထည့်ထိုးကြပါကဲဆိုတော့3ပတ်ဒီနောက်ကြတဲ့အတွက်လည်းတကယ်အားနာပါတယ်အဲ့တော့ပြီး comment ထဲမှာလေlike တက်လာပါလား346ခွေဘူးအောင်လို့ပေါ့နော်အဝဲခံကြမယ်လေဆိုမတက်လာနိုင်တာအားနာပါတယ်ဘာလို့လဲဆိုပေါက်တီးများလို့ညနေပေါက်တီးတာများတဲ့ချိန်ကျတော့အယော်စားလုပ်ပေးနေရတယ်တွင် line မတက်လာနိုင်တော့တာဖြစ်ပါတယ်အဲ့အတွက်အားနာပါတယ်ရှင်ဆိုတော့ပေါက်ကြတဲ့သူအတွက်လည်းတကယ်ဝမ်းသာပါတယ်3ပတ်ဒီအတွက်လည်းတကယ်အားနာပါတယ်ဆိုတော့3ကိုမနေ့ပြန်မနေ့ပိုင်းတရက်ဆက်ပတ်ပေးထားပါညနေပိုင်းမနေ့ပိုင်းပြီးရင်ညနေပိုင်း live ကိုလာကြည့်ပေးပါရှင်ကဲဆိုတော့လေလေရလည်းဒါတိုက်နေတော့ဒီညဒီပါပဲညနာပါမယ်ရှင်ဆိုတော့ပြောမဆုံးမရှိခဲ့ရင်လည်းတကယ်အားနာပါတယ်ဆိုတော့ကောင်းတော့ညချမ်းလေးဖြစ်ကြပါစေရှင်မနေ့ပြန်ကြလို့ရှင်ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုရှင်